သိရှင်ကြလားကိုလူတို့သိရှင်ကြရထင်တယ်အဲ့ဒါကတော့အရှိမအဲ့ဒါဘာတူလဲအဲ့ဒါဘာတူလဲကို iShow Speed ပေါ့ဗျာဟုတ်ပါတယ်ကျွန်တော်ဒီနေ့ iShow Speed နဲ့တွေ့ခဲ့ပါတယ်အဲ့ဒီမှာကြည့်ပါအောင်ဗျာကို iShow Speed ကနေတယ်ဒီလိုလေးကနေကွာဒီနေ့တော့သူမြန်မာနိုင်ငံကိုရောက်လာကြမလို့အထူးပွဲအစီအစဉ်လည်းလုပ်ထားပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်လည်းတစ်ချက်ဝင်ပြီးတော့ကလိုက်အောင်ပဲဗျ chocolate ရေခဲကြောင်းဒီနဲ့ချက်ဥမြေပဲကောင်းတမောဒီချင်းဇက်ထောင်းပြီးတော့ဦးလေးတူဘူးကြောင်း AMV ရဲ့ငါပါတီဘလို့နေလဲကွာမင်းကားရတာပျော်ရဲ့လား ပျော်တာဖို့ကို iShow Speed ရာကျွန်တော်ကအကိုကို2021လောက်ကနေကျွန်တော်အားပေးလာတာဗျာအကိုရဲ့အကြီးဆုံး fan ပေါ့ကျွန်တော်အကိုကိုအပြင်မှာအခုလိုမျိုးမြင်လိုက်ရတော့တကယ်ဝမ်းသာတယ်ဗျာဒီနေ့တော့အဝကဲတော့မယ်ဗျာ AMV ရဲ့ကာထားကွာကာထားအဝကဲမယ်ဒီနေ့ဒါပြီးတော့ငါရဲ့ငါတငယ်ချင်းတွေရဲ့ကားတွေမောင်းပြီးတော့တနေရာသွားကြမယ်ကွာမင်းရောလိုက်အောင်မလားသားကြီး လိုက်ပါပို့ကို Speed ရာဒါနဲ့လေကျွန်တော်မှရောပြိုင်ကားတစ်စီးဝယ်ထားတယ်ဗျအဲ့ကတော်တော်လန်းတယ် Speed ကိုလည်းပြအောင်မယ်အခုသွားမယ့်နေရာမှာလေ iShow Speed ရဲ့တကယ်ရှင်းနေတွေ့မှာဆိုတော့ iShow Speed လိုပဲတထေးတွေထင်ပါတယ်လေဟုတ်ပြီလေသွားကြရတာပေါ့ A few minutes later ဟုတ်ပြီကွာအခုတော့ငါကားရတာနည်းနည်းလေးမောတော့ရေကို sorry ဝင်တိုက်မိတာတကယ်တောင်းပန်ပါရင်တော့ကို ရပါညီလေးရ iShow Speed ရဲ့တငယ်ချင်းရဲ့မလားရတယ်အေးစေးပေါ့ ဒီကောင်ရဲ့ပါတီကလည်းမိုက်လိုက်တာကွာ security guard တွေပါနေကွာဟုတ်ပြီငါကတော့ iShow Speed ရဲ့တကယ်ရှင်းပဲဆိုတော့ရိပ်ဝင်သွားလိုက်တော့မယ်ကွာ အကိုမင်္ဂလာပါဗျ ID လေးတစ်ချက်လောက်ပေးပါဦး ဟုတ်ကဲ့အကိုရဲ့ဒီမှာကျွန်တော်ရဲ့ ID ပါဗျကျွန်တော်တီလားဗျကျွန်တော်က YouTuber NVL လေး အော် bro တိတာပေါ့ကျွန်တော်ရဲ့ညီလေးက bro ကိုအရန်ကြိုက်တာဗျ bro ဒီပါတီမှာပျော်ရွှင်ပါစေနော် ဟုတ်ကဲ့ကိုရဲ့ကျေးဇူးများတင်ပါတယ်နော်အဲ့လိုကတော့တော်တော်သဘောကောင်းတာပဲကွာဟုတ်ပြီဆိုတော့ငါလေးတောက်စရာလေးမှာအောင်ပါအမရေနွားနိုးအေးတစ်ခွက်လောက်ဗျ ဟုတ်ကဲ့ရှင်နွားနို့အေးတစ်ခွက်ကို2000ကျပ်ကြပါရနော်အကိုလေးငွေသားနဲ့ပေးမလားကေဘင်းနဲ့ဖဲမလားရှင် ဘယ်တစ်ခုနဲ့မှမဟုတ်ဘူးကျွန်တော်က iShow Speed ရဲ့တကယ်ချင်းကွာကျွန်တော်က YouTuber NVL လေးကျွန်တော်တောက်တဲ့ဟာကို iShow Speed ကရှင်းပေးမှာမယုံရင်အမကိုယ်တိုင် iShow Speed ကိုတွားမေးလို့ရတယ်ဗျာ ဟုတ်ကဲ့ကိုနွားနို့အေးတစ်ခွက်လာချပေးပါမယ်နော်စပွဲကုံပေါ်မှာထိုင်ပြီးတော့ခဏလေးစောင့်ပေးပါအောင်ရှင် ဟုတ်ပြီကျေးဇူးပဲဗျငါတော့ iShow Speed စီကနေပြီးတော့ဂုံးနိုင်တယ်လို့ဂုံးထားအောင်ပါကွာဒီကောင်ငါကြောင့်မလို့မြန်မာနိုင်ငံကိုပြန်မလာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လည်းမတက်နိုင်ဘူးလေဒါနဲ့ကြည့်ပါအောင်ကွာဒီခုံတွေမှာလည်းသူတို့အေးတွေကြိုပြီးတော့ချပေးထားတာကွာတကယ်တော့ငါနွားနို့အေးတောင်မှားစရာမလိုဘူးကွာဒီမှာခုံရတယ်နှစ်ခုံနဲ့ငါတော့ FA ဆိုတော့တယောက်တည်းထိုင်ရပြီပေါ့ကွာ